အဲနာဆာနဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်တွေအရမယုံနိုင်လောက်အောင်အကျိုးခံစားဝင်ရမယ့်စီရန်ဒိုဒီစပေါ့ကြည့်ရှုနေကြတဲ့ပရိသတ်တွေမင်္ဂလာပါဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပေါ်တူဂီဂုတ်ကြီးစီရန်ဒိုဟာအဲနာဆာအသင်းနဲ့နှစ်စာချုပ်တက်တန်းတိုးခဲ့ပြီးအဲ့ဒီစာချုပ်တွေအရအန်အသင်းစရာပမာဏအဖြစ်ပေါင်492တန်းထိရရှိမှာဖြစ်သလိုတခြားအကျိုးခံစား권တွေအများကြီးရရှိသွားမှာဖြစ်ပါတယ်အသက်40အရွယ်ရှိပြီဖြစ်သူစီရန်ဒိုဟာ2020ဒီဇင်ဘာလတုန်းကမန်ချက်စတာယူနိုက်တက်ကနေဆော်ဒီကလပ်အဲနာဆာကိုမထင်မှတ်ပဲပြောင်းရွှေ့ခဲ့ပြီးလက်ရှိအချိန်ထိအသင်းအတွက်111ပွဲကစား69ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲနာဆာအသင်းနဲ့တူစီရန်ဒိုဟာ2023 Arab Club Champions ဖလားတစ်လုံးသာစုကူးခဲ့ပြီးတခြားအဓိကစုဖလားတွေမယူနိုင်ပဲပြီးခဲ့တဲ့ရာသီကလည်း Sorry Blurry မှာအဆင့်3နေရာနဲ့သာကျင်းပခဲ့ရပါတယ်ပြီးခဲ့တဲ့မေလတွင်စီရန်ဒိုကလူမှုကွန်ရက်ပေါ်မှာ This chapter is over ဆိုပြီးတော့ post တင်ခဲ့တာကြောင့်အဲနာဆာနဲ့လက်ခွဲတော့မယ်ဆိုတဲ့သတင်းတွေကြဲကြဲလောင်လောင်ထွက်ပေါ်ခဲ့သလို2025 FIFA Club ကမ္ဘာဖလားပြိုင်ပွဲဝင်ကလပ်အသင်းတွေကစီရန်ဒိုကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ကြပါတယ်စီရန်ဒိုရဲ့လက်ရှိစာချုပ်ကအခုဇွန်လကုန်ကျရင်တက်တန်းပြည့်မှာဖြစ်လို့စီရန်ဒိုဟာအဲနာဆာနဲ့လမ်းခွဲပြီးဥရောပကိုပြန်လည်ချေချဖို့ရှိတယ်လို့လည်းခန့်မှန်းချက်တွေထွက်ပေါ်ခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့အဲနာဆာအသင်းဟာဂုတ်ကြီးစီရန်ဒိုကို2029ခုနှစ်ထိနှစ်နှစ်စာချုပ်တက်တန်းလုပ်ခဲ့တာကြောင့်စီရန်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ခန့်မှန်းသတင်းတွေအဆုံးသတ်ခဲ့ပါပြီအဲနာဆာအသင်းဟာစီရန်ဒိုကိုအသင်းမှာဆက်ထိန်နိုင်ခဲ့သလိုအားကစားသမိုင်းတစ်လျှောက်ဘယ်သူမှမရဘူးသေးတဲ့အခွင့်အရေးတွေကိုလည်းပေးသွားမှာဖြစ်ပါတယ်အခုစာချုပ်သစ်အရစီရန်ဒိုဟာတပတ်ကိုပေါင်3.4 သန်းတစ်နှစ်လစာငွေဖြင့်ပေါင်188တန်းထိရရှိမှာဖြစ်တဲ့အပြင်အဲနာဆာအသင်းရဲ့ရှယ်ယာ15%ကိုလည်းပိုင်ဆိုင်မှာပါစီရန်ဒိုဟာလက်မှတ်ထိုးကြေးဖြင့်ပေါင်24.5 တန်းရမှာဖြစ်ပြီးစာချုပ်သက်တမ်းဒုတိယနှစ်ကျရင်အဲ့ဒီပမာဏကပေါင်38တန်းထိမြင့်တက်သွားမှာဖြစ်ပါတယ်ဒါအပြင်စီရန်ဒိုဟာအဲနာဆာအတွက်တကိုးသွင်းတိုင်းစုကြေးပေါင်8000ဂိုးဖန်နှိမှုတစ်ချိန်ပြုလုပ်ရင်ပေါင်4000အဲနာဆာတင် Sorry Blurry ချန်ပီယံဖြစ်ရင်ပေါင်8တန်း Sorry Blurry သွင်းဂိုးများဆုံးရွှေဖက်နှက်စုစုကူးနိုင်ရင်စုကြေးပေါင်4တန်းနဲ့အဲနာဆာတင်အာရှချန်ပီယံလိဝင်ငွေရပြီးချန်ပီယံစုရယူနိုင်ခဲ့ရင်ပေါင်6.5 တန်းစုကြေးရရှိမှာပါဒါရင်မကသေးပဲစီရန်ဒိုအတွက်အချိန်ပြည့်အလုပ်လုပ်ဖို့ driver 3ဦးအိမ်မှုကိစ္စထိန်းသိမ်းသူ4ဦးစဖို့မှု2ဦးဥယျာဉ်မှု3ဦးလုံခြုံရေး4ဦးပါဝင်လုံသမား16ဦးထိတာဝန်ခံပေးသွားမှာဖြစ်ပါတယ်Al Nassr forever ဒါအပြင်စီရန်ဒိုသုံးပြုဖို့ပေါင်4တန်းတန်တီးတန့်ချက်လျင်ငှားရမ်းပေးမှာဖြစ်သလိုအဲနာဆာအသင်းရဲ့စပွန်ဆာစာချုပ်တွေကနေပေါင်တန်း60အထိခန်းစားဝင်ရမှာဖြစ်ပါတယ်အခုစာချုပ်ရာစီရန်ဒိုဟာ10မိနစ်မှာပဲ339.28 ပေါင်ရရှိမှာဖြစ်ပြီးအဲ့ဒါကမြန်မာကျပ်ငွေ10သိန်းနီးပါးနဲ့ညီမျှပါတယ်စီရန်ဒိုဟာအဲနာဆာအသင်းမှာအသက်42နှစ်ကျော်တဲ့အထိဘောလုံးဆက်ကစားသွားမှာဖြစ်ပြီးအဲနာဆာဘက်ကမယုံနိုင်စရာအကျိုးခံစား권တွေပေးရတာကြောင့်စီရန်ဒိုအနေနဲ့အသင်းတွေစူပလာအောင်မြင်မှုတွေအများကြီးရယူပေးနိုင်ဖို့တော့လိုအပ်နေပါပြီအခုဖော်ပြခဲ့တာကတော့အဲနာဆာနဲ့ချုပ်ဆိုခဲ့တဲ့စာချုပ်တွေအရမယုံနိုင်လောက်အောင်အကျိုးခံစား권ရမယ့်စီရန်ဒိုရဲ့အကြောင်းပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဖော်ပြသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ